ကျွန်တော်ပြည်ပရောက်နေတဲ့သပင်ဝါဒနာရှင်တွေညီကောင်မောင်နှမတွေသပင်ပညာကိုဘယ်လိုလေ့လာရမလဲဘယ်လိုသင်ယူရမလဲဆိုပြီးတော့မှတွေးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဗီနဲ့မြန်မာအလှပြင်သင်တန်းကျောင်းကနေပြီးတော့မှနိုင်ငံတကာကနေပြီးတော့မှသင်တန်းတက်ရှင်တဲ့သင်တန်းသူသင်တန်းသားတွေဝါဒနာပါတဲ့ကျွန်တော်ရဲ့သပင်ဝါဒနာရှင်တွေအတွက်ကိုကျွန်တော်ဒီ online class ဆိုပြီးတော့မှအထူးသင်တန်းလေးဖွင့်ပေးထားပါတယ်ခင်ဗျာဒီ online class အထူးသင်တန်းကတော့ကျွန်တော်ဒီ Viber ကနေပြီးတော့မှတယောက်ချင်းတင် जा ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ် online class တင်တန်းကိုတက်လို့ရတယ်ပေါ့နော်ကျွန်တော်နိုင်ငံတကာကို online class တင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အချိန်ကိုညှိပြီးတော့မှတယောက်ချင်းစီကိုတင် जा ပေးတာဖြစ်ပါတယ်ခင်ဗျာအခုလက်ရှိကျွန်တော်တင်နေတာဆိုလို့ရှိရင်ဒါ USA ကနေပြီးတော့မှညဘက်ကိုတင်နေတာပေါ့နော်ကျွန်တော်စီမှာဆိုလို့ကျွန်တော်ဒါမနေ့၈နာရီခွဲရနေပြီးတော့မှစာတင်တယ်ပေါ့နော်မနေ့၈နာရီခွဲရနေကျွန်တော်မနေ့10နာရီအထိတင်ပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကက်ကြီးကင်ကြီးတင်ပေးမှာဖြစ်ပါတယ်ခင်ဗျာကက်ကြီးကင်ပဲဆိုလို့ရှိရင်ဒီလိုပုံစံလေးကက်ကြီးကိုဒီလိုလေးကင်လိုက်တော့ဘယ်ဘက်လက်ကထောက်တယ်ဒီမှာဆိုဒါကက်ကြီးကျွန်တော်စပယ်ညက်တဲ့ကက်ကြီးဆိုလို့ရှိရင်ဒီလိုမျိုးအချက်လက်အစုံရှိလိမ့်မယ်သူကဒါဆိုလို့ရှိရင်ဒီနေရာကလက်တန်းလေးတင်မဲ့နေရာပေါ့ပြီးရင်ဒီကွင်းလေးကလက်တကြွယ်ထဲမဲ့နေရာဒီကွင်းလေးကပြီးရင်ဒီနေရာလေးကလက်ခလက်တင်မဲ့နေရာဒီနေရာလေးကလက်တန်းတင်မဲ့နေရာဒါအဲ့လိုပုံစံလေးအပေါ်မှာလက်လေးချောင်းတင်မဲ့နေရာရှိမယ်အောက်မှာကျတော့ကျွန်တော်ဒီလက်မထဲမဲ့နေရာလေးရှိမယ်ဒီလိုပုံစံလေးပါမှာအဲကြောင့်ဒီညာဘက်လက်ကလေးကိုဒီလိုပုံစံလေးလုပ်လိုက်ညာဘက်လက်ဟုတ်အဲ့မှာတော့ဒီလက်ကျွယ်လေးပေါ့နော်ဒီလက်ကျွယ်လေးအရင်ဆုံးထိုးလိုက်မယ်ဟုတ်လက်ကျွယ်လေးထိုးမယ်လက်ကျွယ်ထိုးတဲ့အခါမှာကျတော့ဒီအလယ်စစ်ပေါ့နော်အဲ့အလယ်စစ်ကိုကျွန်တော်မကြော်စေနဲ့ဒီပထမစစ်ကိုပဲရောက်ပြီပထမစစ်အကြော်လောက်လေးပဲပေါ့နော်အောက်ကြောင်မရောက်စေနဲ့ပေါ့နော်အဲ့လိုပုံစံလေးထည့်မယ်ပြီးရင်ကျွန်တော်လက်တန်းလေးတင်မယ်လက်တန်းလေးကအဖျားလောက်လေးပဲတင်ဟုတ်ပြီးရင်လက်ခလက်လေးတင်ပြီးရင်ကျွန်တော်လက်ညှိုးလေးတင်လိုက်ပေါ့တူးနေရာလေးနဲ့တူပဲနော်ဟုတ်တယ်အဲ့ပုံစံလေးပေါ့နော်ဒါကတော့ကျွန်တော်ကက်ကြီးကင်တဲ့ဒီအခြေခံပေါ့နော်ပြီးရင်ကျွန်တော်ကဒီကက်ကြီးလေးကိုပလက်လာလိုက်လက်ကလေးကိုပလက်လာနိုင်မယ်ဟုတ်တယ်ပြီးရင်မှလက်မလေးဝင်လိုက်လက်မကိုလည်းဒီလိုတစ်စောင်းလေးပဲဟုတ်အဲ့လိုပုံစံလေးဒီလိုလေးမှောက်လိုက်ဟုတ်တယ်လက်သားလေးကတင်ထားပြီနော်လက်သားလေးကကျွန်တော်တင်ထားမယ်လက်သားဒီလိုကိုွေးမထားနဲ့တော့ဖြောင်းနေတယ်ပြင်ထားတယ်ဟုတ်တယ်အဲ့လိုပုံစံလေးဟုတ်ဟုတ်ပြီးလက်မလေးကညှက်ကြည့်လိုက်ဒီလိုပုံစံလေးဟုတ်တယ်အပေါ်ကလက်လေးချောင်းလေးကငြိမ်းနေလိမ့်မယ်သူကဖြည်းဖြည်းချင်းတော့လေ့ကျင့်ရမှာပေါ့နော်ဒါကျွန်တော်ခုမှစတာဆိုတော့ချက်ချင်းကြီးတော့သူရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံလေးပြီးရင်တော့ဘယ်ဘက်လက်ကလေးထုတ်လိုက်ဟုတ်ဘယ်ဘက်လက်ကလေးကိုကျွန်တော်လက်မလေးဒီမှာကိုွေးထားတယ်ပြီးရင်ဒီလက်ကလေးလေးကပေါ့နော်ကျွန်တော်လက်ကလေးလေးကအပြင်ဘက်ကိုနည်းနည်းလေးထွက်ထားလိုက်လက်ကလေးလေးအပြင်ဘက်ကိုနည်းနည်းလေးထွက်ထားတယ်ဟုတ်တယ်ဖြောင်းလေးပဲထားမယ်နော်အဲ့ဒါကိုဒီလိုလေးကိုယ့်ဘက်ကိုဒီလိုလေးဆွဲလိုက်ဟုတ်တယ်ကက်ကြီးလေးကျွန်တော်ခုနညှက်ထားတဲ့ကက်ကြီးလေးကိုလက်ကလေးလေးပေါ်မှာတင်လိုက်အပြင်ဘက်ကနေပြီးတော့ဒီလိုပုံစံလေးဟုတ်တယ်အဲ့လိုပုံစံလေးအဲ့ဒါလေးတော့ဒီလက်မလေးကနေပြီးတော့မှဒီနေရာမှာပေါ့နော်1 2 3 4အဲ့လိုပုံစံလေးညှက်မယ်ဒါတော့ကျွန်တော်ဒီနေ့မှစတင်တာဆိုတော့ကျွန်တော်ကက်ကြီးကင်ဒီအရှိကန်နေပြီးတော့မှစပြီးတော့တင်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ online class အထူးတင်နန်းကိုစိတ်ဝင်စားလို့တင်နန်းတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဒီမှာအသေးစိတ်ဆက်သွယ်စုံစမ်းမိမြနိုင်ပါတယ်ခင်ဗျာ